ဒီတဘာဝခေါင်းလျှော်လေးကကြတော့လေဒါလမ်းမတော်ကပေါ့နော်ရန်ကုန်မြို့ထဲလမ်းမတော်ကတင်သွားတဲ့တင်နန်းသူလေးရဲ့တဘာဝခေါင်းလျှော်ရည်လေးပါရှင်သူကိုယ်တိုင်လှုပ်သွားပါတယ်အနီတို့ကလေတင်နန်းသူတွေကိုသူတို့ကိုယ်တိုင်လှုပ်သွားတဲ့ခေါင်းလျှော်ရည်ကိုအမြုပ်မသေးခင်နဲ့တခါတည်းပေးလိုက်တာပါရှင်အဲကြောင့်မို့အနီတို့ကအန်တို့စီမှာကတညသိပ်ပြီးတော့မှအန်တို့ဒီလိုမျိုးပတ်ကင်လေးဘူးလေးတွေကိုထည့်တာပါလူမျိုးလေးတွေပေါ့နော်လူကြီးကြီးလေးလေးလှလှပပလေးပေါ့နော်ဒီတဘာဝခေါင်းလျှော်ရည်လို့ထည့်တာပါရှင့်ဒီလိုမျိုးဘူးလေးနဲ့အဲ့တော့ထည့်ပြီးတော့ပေါ့ဒါသိမ့်နဲ့ပေါ့နော်ဒါတင်နန်းသူကိုယ်တိုင်လှုပ်သွားတဲ့ခေါင်းလျှော်ရည်ကိုပဲအနီတို့ကထည့်တာပါအနီတို့စီမှာတင်မုံတင်နီးကတော့အန်တို့ပွင့်လင်းမြင်သာစွာအားလုံးအန်တို့ပြထားပေးပါတယ်အနီတင်နန်းတွေတော်တော်များများ post တွေဆိုရင်အန်တို့တင်နန်းသူနဲ့တင်နေတဲ့ post တွေတော်တော်များများကိုအန်တို့ပွင့်လင်းမြင်သာစွာပြထားပေးပါတယ်နောက်အနီတို့ကထည့်ပေးလိုက်တယ်ဆိုလို့ရှိရင်ကုန်ချမ်းတစ်ဖုံစာလုံးကိုဒီလိုဘူးမျိုး10ဘူးစာထည့်ပေးလိုက်တာပါရှင့်ဒါကြောင့်မို့ပေါ့နော်အနီတို့စီမှာအခုတင်နန်းသူလောက်သွားတဲ့တဘာဝခေါင်းလျှော်ရည်မှာအခုကြည်ကြည်လင်းလင်းတောက်တောက်ပပလေးတွေကိုအဲ့တော့တိတိကျကျအမြဲတမ်းပြန်စစ်ပြပေးပါတယ်ရှင်သူတို့ကလည်းသူတို့အိမ်မှာရင်ခုန်စွာနဲ့သူတို့ပြန်စစ်ပါမယ်အနီကကြတော့အနီတို့ကဒါတင်နန်းသူလောက်သွားတဲ့ခေါင်းလျှော်ရည်လေးကိုအန်တို့ကဒီလိုမျိုးခွက်ကလေးနဲ့ယူထားပြီးတော့မှဒီလိုမျိုးနောက်နေ့ကျမှစစ်တာပါအမြဲတမ်းလည်းအဒီစစ်ပြတယ်ပေါ့နော်ဒါဟာကြတော့ဒါကမနက်ပိုင်းတင်သွားတာပါဒါညနေပိုင်းတင်သွားပါတင်နန်းသူ2ယောက်ကို2ချိန်တင်ပါတယ်တင်နန်းသူတွေကိုကျတော့အန်ဒီတို့ကဒါအမြုပ်မတည်ခင်ပေးလိုက်ရပါတယ်အန်ဒီတို့ကတော့နည်းနည်းယူထားပြီးတော့ပေါ့တညသိပ်ပြီးတော့မှအခုလိုမျိုးဘူးလေးနဲ့ထစ်စစ်တာပါရှင် test အနေနဲ့အန်ဒီတို့ယူထားတာပါအခုတင်နန်းသူတွေဆိုလို့ရှိရင်အန်ဒီတို့ကဒီလိုဘူးမျိုးဘူး20လောက်ထည့်ပေးလိုက်တာပါရှင်အန်ဒီတို့ကဒါဆိုလို့ရှိရင်ပေါ့နော်တင်နန်းနေမှာဆိုပွင့်လင်းမြင်သာစွာတိတိကျကျလေးတင်ပေးပါတယ်ကုံချမ်းကိုလည်းသူတို့ကိုယ်တိုင်ပေါ့နော်တဖုံဆောင်ကိုဘူးလိုမျိုးဖြော်ဆက်သွားပါတယ်ကုံချမ်းကဘလို့ပဲတူဖြော်ဆက်ပုံဖြော်ဆက်နည်းမမှန်ကန်ဘူးဆိုလို့ရှိရင်ဒီလိုလှလှပပလေးထွက်ဖို့ဆိုတာခဲရင်ပါတယ်ဒါအန်ဒီတို့ကလက်တွေ့အမြဲတမ်းတင်ပေးတာပါရှင့်ကျေးဇူးတင်ပါတယ်ရှင့်